trong mắt ya ya so is a happy all objects not kill it oh trong lá yêu quên oh trong ya ya tiếp to be oh chỉ nhớ chỉ nhớ mong ngóng chỉ muốn rồi bố chỉ có biết là anh đâu biết gì bố chỉ có biết là anh đâu biết gì cho nên điều gì đấy Amen Amen ဆိုတော့ဒီဆိုချင်းအဖြစ်ပါဝင်ပေးတဲ့ကိုယ်လေးဖြတ်ရှင်သူကောင်းကြည့်ပေးပါစေ။ Okay ကျွန်တော်ဒီချိန်မှာကျွန်တော်တို့အချိန်ကြာနာအခါတွေမရှိတော့ပါဘူး။ကျွန်တော်စောင့်မျှော်နေတဲ့အချိန်လေးဖြစ်ပါတယ်တချို့တွေဝင်လာကြပြီ။ဆိုတော့ Okay ဒီနေ့ကတော့ကျွန်တော်တို့နှုတ်ကပတ်တော်နဲ့ခွန်အားပေးမဲ့ဆရာတော်ဒီမှာဆရာ David ရဖြစ်ပါတယ်။ဆိုတော့ဆရာနဲ့လည်းကျွန်တော်ခင်ပါတယ်ကျွန်တော်တခါတလေလမ်းမှာလည်းဆုံဖြစ်ကြတယ်။အရန်သဘောကောင်းတဲ့ဆရာဖြစ်တယ်နော်။လမ်းမှာတွေ့ရင်အမြဲတမ်းလက်ဖေးတိုက်မဲ့ဆရာဖြစ်တယ်။တဘောကောင်းတဲ့ဆရာဖြစ်တယ်။ Okay ဆိုတော့ဒီချိန်မှာဆရာကိုကျွန်တော်အချိန်ပေးချင်တာပဲဖြစ်ပါတယ်။တို့မြတ်ရှင်တော်ဝိညာဉ်တော်ဖခင်နဲ့ဆရာကိုကျွန်တော်ရှိတဲ့နေရာမှာလက်ခုပ်တီးမှတ်လို့ကြိုဆိုကြရအောင်။ Okay ဆရာပြီးတဲ့ပြည့်ဆရာပဲအချိန်ယူသွားပါလို့ဆရာကိုအချိန်အားလုံးပုံအပ်ပါတယ်။ဆရာရဲ့အချိန်ဖြစ်ပါတယ်။ဒီပြင်ပါတယ်။ Okay အားလုံးမင်္ဂလာပါနော်ရှုစွာရှင်ခံခွင့်ကောင်းပြင်ဆင်ပေးတဲ့ဖခင်ရဲ့နာမတော်ကိုရှုစွာချီးမွမ်းပါတယ်ပြီးတော့အခုတကအရေးတယူနဲ့ခေါ်ပြီးတော့အချိန်ပေးတဲ့ဆရာဟောင်းမှုရဲ့ဆရာထောင်းပေါ်ရဲ့ဆရာတောင်တို့ကိုအထူးပဲကျေးဇူးတင်တောင်းပါတယ်ကျွန်တော်ကတော့ရှေ့မှာဆရာဟောင်းတို့ပြောပြီးသွားတဲ့အတိုင်းပဲဖြစ်ပါတယ်ကျွန်တော်က2015ကနေပြီးတော့2018ထိမှာ maximum တောင်းတက်ပြီးတော့2018ပြည်နယ်ကလေးမျိုးမှာကျွန်တော်သွားပြီးတော့3နှစ်လောက်ယူရမှာအမှုတော်ဆောင်တယ်ပြီးတော့အမှုတော်ဆောင်ပြီးတော့ကျွန်တော်ကျောင်းဆက်တက်မယ်ပြီးတော့ဒီပြန်ကုန်ရောက်လာတော့ဗောနော်ပြန်ကုန်ရောက်လာပြီးတော့သွားခါနီးမှာဘာဖြစ်လဲဆိုကိုဗစ်တွေဖြစ်တယ်ပြီးတော့အာနာသိန်းတွေပါတယ်ဖြစ်တဲ့ခါကျတော့ကျွန်တော် shut down သွားတာဗောနော် shut down သွားတော့ကျွန်တော်လမ်းပြောင်းသွားတာဗောအဲ့ဒါဘာဖြစ်လဲဆိုတော့YouTube တခုမှကျွန်တော် translate လုပ်တာဗောနော် translate လုပ်ပြီးတော့မှ9လလောက်မသိဘူးတော့မှဒါကြောင့်လည်းဆက်ပြတ်ပြီးတော့ဖြစ်သွားတာတနေ့ကျတော့မှအတင်းတော့တကားကနေပြီးတော့ကျွန်တော်ဘာစကူပေါ်လည်းမသိဘူးနော်တရားဟောဖိတာ Zoom ကနေပါတော့အဲ့ကျွန်တော်လည်းလက်ခံလိုက်တယ်ပေါ့နော်အဲ့ဒီလက်ခံတဲ့အချိန်ကနေစပြီးတော့ဘာဆက်ဖြစ်လဲဆိုတော့သူတို့ကမေးတာပေါ့နော်ဆရာကဘာအတင်းတော့လဲတဲ့မေးတဲ့ခါကျတော့ကျွန်တော်လည်းကိုယ်အတင်းတော့ပြောရတော့မှာပေါ့နော်ကျွန်တော်ကလေးမှာဆိုတော့နှစ်ချင်းအဲ့မဲ့ဒီကြောင့်ကျွန်တော် YMC ပေါ့နော် Commission Trust မှာပါဝင်တယ်ရန် Commission Trust မှာပါဝင်တယ်လို့ပြောပြီးခါမှကျွန်တော်ကစိတ်ထဲမှာပေါ့နော်လက်ပြမလို့ပြောတာအခုလို့ဆိုတော့ကျွန်တော်အတင်းတော့က YMC ဘာလို့ပြောတဲ့ကျွန်တော်က YMC ကိုတင်းမဖြစ်တယ်နော်အဲ့ဒါဆိုတော့ YMC ကိုပြောဆရာတို့ရဲ့အတင်းတော်နာမည်မှာပေါ့နော်ကျွန်တော်တို့ပြောလိုက်တယ်လို့ပြောတာအဲ့ဒီတင်းတော်ကနေဒီတင်းတော်ပါဖြစ်တော့အဲ့ဒီကနေစပြီးတော့ပေါ့နော်ဒီကျွန်တော်ဒီဘက်နဲ့ပြန်ပြီးတော့ဆက်သွယ်ပြောတာဒီရောက်လာတဲ့ဒီအကြောင်းရင်းအဲ့ဒီလမ်းကြောင်းအဲ့ဒီရောက်တော့တာဖြစ်တယ်မြတ်ကြီးပြောတော့ဘောနော်သူလည်းအရင်ကနေပြီးတော့နှုတ်ကပတ်တော်ပဲကျွန်တော်ဒီညနှုတ်ကပတ်တော်ကျွန်တော်လေ့လာတဲ့ခါမှာဘောနော်ဘာကြောင့်ပြန်ကောင်းမလဲပြောတော့လူငယ်အစီအစဉ်လက်ဖြစ်တဲ့ခါမှာဒီ John Stott အောက်ထဲကဘောနော်ကျွန်တော်အလုံးလည်းဖတ်မှတ်နေတယ် Radical Disciple ဆိုတဲ့စာအုပ်ထဲကနေပြီးတော့အနေငယ်အဲ့ဒါကိုနည်းနည်းမြင်ညံပြီးတော့ဘောနော်နှုတ်ကပတ်တော်နဲ့ကျွန်တော်ဒီညမှာဟိုအပိတ်တိုက်ပုံဖို့ရွေးချယ်ထားတာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်အရင်ဆုံးနှုတ်ကပတ်တော်ဖတ်ချင်ပါတယ်။ဘာဖတ်မလဲဆိုတော့ယောမဩဝါဒစာခန်းကြီးစနစ်တဲ့
angin ini cuma orang sahaja di sini angin ini tino di loki pun dalam rumah sangja ne kami tos ayah nitip pedo ayah stolin do ayah di uto kaya tak ni lurus itu ayah di abe ayah fit di putin na ni ujang sini lo mo atit sini yui pun dalam pion le cuma yang sana dia jampai karo simata kriwen kanji on angin seliga ni piro nasab kunci pada simata kriwen kanji on angin seliga ni piro nasab kunci apa me acin tu di ngah hopio to isapa kunci ayu na kau kau tu di cak poma ing kau to punya sini pujang o ngah kunci ami mo yua yue yesi tine mo yua yue yesi lela yue tu ingu tai ti si to cak poma ti to jang ma piu male ni acin tu di ngah hopio to isapa kunci ayu nama kau be ni kau tu di te poma ing kau to lu mai ni pujang o ngah kunci ami mo yua yue yesi tine lela yue tu ingu tai to apa ji swa do piu le chin to yauk le di to ro mu yi ko ba do di chin a long atwet kana siu yin to kaung ji pi pa se ko ba do ko chin no ayin song sakat chin ma le kaung ya ang kaung ye song no ba da apa orang ni so ko pya ko tin sin pi de ching na to ki tin ne ko ba do ko ki le tin ma le ko ba do ko ki ma mi ko ki la ko le se ba yu ta ni ko do di da tre ta ma Jadi lu asal kita jauh di sini masih ada untuk apa yang ya oke sudah untuk satu itu kan yang lebih untuk satu orang muda itu nama kita yang terasa amin di sana jenuh satu ada jam banyak saya ro jenuh alung ini kita kepare dua cuma awal satu ini dia kesuara sebenarnya itu hanya itu masalah ini biro masuk kunci dia itu alung ini kita tidak nasi cuma ada kewengar pambo itu nak no tapi itu kanji ngaga ni terus sepiro pola raga di kanji koma songwara itu ina song paling no ari hani no ane ngi la ko itu ba yo le so ni so ni piro chok poma in so to pinya shine tu de so ra tu hore tia ko cha piro ma ta ne ko noဒီမှာလေ hearing တဲ့ဘယ်မှာနော် listening တဲ့ဘယ်နဲ့ okay ဆိုတာကျွန်တော်ပြောတာနားအင်္ဂလိပ်လိုမှာတော့မြန်မာလိုမှာတော့နားထောင်ဆိုပေမဲ့ကျွန်တော်တို့ဒီလိုစကားပြောတော့ဒီလိုနားထောင်နေတာမျိုးဖြစ်တယ်ပေါ့နော်သက်သာမှာဖြစ် okay လို့ရှင်းပြတာဖြစ်တယ်အဲ့လိုပဲအပြင်ကသူ့စကားကိုကြားပြီးတော့နားမထောင်တဲ့လူဟာဘယ်လိုဖြစ်တယ်ဆိုတာဥပမာပြီးပြီးတော့ပြောသွားတာဖြစ်တယ်ဒီတော့ဥပမာပြီးတဲ့အရာကသဘောကျတယ်ပေါ့နော် မိုးရွာရဲ့ရည်စည်းတည်နဲ့နေလာရွေးတဲ့ဦးအင်ကိုတိုက်ပြီးရှိတော့ကြောက်ပေါ်မှာဆောက်ဖတ်တယ်ဆိုရင်ဒီမှာမဟုတ်ဘူးဒါပေမဲ့တဲပေါ်မှာဆောက်တယ်ဆိုရင်မိုးရွာပြီးတော့ဒီပြက်သမားဆိုရင်ဒီနေ့ပြောတာဖြစ်တယ်အဲ့တော့ဘယ်လိုအခြေအနေမှာပြိုကျနိုင်တယ်လဲဆိုတော့စိတ်ဝင်စားစရာကောင်းတာဖြစ်တယ်တခင်ဆိုတော့မိုးရွာ၍ရည်စည်းတည်နဲ့လေလာ၍သုံးမျိုးတွေ့တယ်ပေါ့နော်မိုးရွာတယ်ရည်စည်းတယ်လေလာတယ်ဆိုတော့ကျွန်တော်ပြတယ်ကျွန်တော်များသောအားဖြင့်ဒီဒုက္ခပတ်တော်လေ့လာတဲ့အခါမှာဒုက္ခဆင်းရဲကိုပေါ့နော်ဒီတစ်ခုပဲကျွန်တော်မြင်မိတတ်တယ်ဒါပေမဲ့ဒုက္ခဆင်းရဲတစ်ခုတည်းကကျွန်တော်တို့ဟိုကြရှုံးချတာမဟုတ်ဘဲနဲ့တခြားအကြောင်းအရာတွေလည်းရှိသေးတယ်ဆိုတာကျွန်တော်တို့ဒီကနေပြီးတော့တွေ့ရမှာဖြစ်တယ်မိုးရွာတယ်ရည်စည်းတယ်လို့ပြောတဲ့အခါမှာကျွန်တော်ပါသွားပြီးတော့မြင်အောင်လဲဆိုတော့ရည်စည်းဆိုတဲ့အသုံးလုံးကဘာနဲ့သွားကျွန်တော်သုံးလို့ရှိလဲဆိုတော့ရှိရည်စည်းပေါ့နော်ရှိရည်စည်းကြောင်းနဲ့ကျွန်တော်အများအားသုံးရတယ်ပြီးတော့လေဆိုတာကပြောတာပေါ့နော်ဒီမှာဟိုရှင်ဘောလို့ပြောတဲ့ over အထက်မှာလည်းပါတယ်တော့ဒီတရားနှုတ်ဆိုတယ်ပေါ့နော်ဒီနဲ့ပြောရင်ဒီကိစ္စမှာကိစ္စမှာမနော် over မှာကျွန်တော်ဒီလဲဆိုတော့ပြောကြတယ်တော့လည်းမတက်ဘူးဒါပေမဲ့တရားဟောလို့ရတယ်လေနော်စိတ်ကမှာတရားဟောနေတယ်သူတင်မှာတရားမှာလားမလားမသိအဲ့ဒါကိုအောက်ကနေပြီးတော့အာမင်အရာကြီးလို့ရှိသေးတယ်အရာကိုအားရတာပေါ့နော်သူဟောတာမှာလားမလားမသိတာမို့ပေါ့နော်အဲ့လိုမျိုးဒီလဲဟောတယ်လို့ကျွန်တော်တို့အဲ့လိုမျိုးသွားပြီးတော့ဒီနေ့ဖြစ်နေသွားပြီးတော့ပြင်နေတာဖြစ်တယ်အဲ့ဒါကြောင့်ဒုက္ခပတ်တော်မှာတကယ်မရက်ဘူးဆိုတော့အဲ့လိုမျိုးဖြစ်ဒီကြောင့်ဖြစ်တယ်လို့ပေါင်း
လေဆိုတဲ့တမန်တရားပေါ်မှာမရက်တည်တဲ့ဟိုဩဝါဒတွေကြောင့်လည်းကျွန်တော်တို့ဒီကြသွားနိုင်တယ်ဆိုတော့အမှန်ဆုံးပြောချင်တယ်ဒီတော့ဒီကနေ့ခေတ်မှာကျွန်တော်တို့စာတန်ကလည်းအရန်ကိုလေတယ်ပြောမှာပေါ့နော်ကျွန်တော်တို့ကစာတန်နဲ့တွားတော့စာတန်လို့ပြောတော့ပါမှာစာတန်တော့ချက်ချင်းလို့ပြောတော့ပါမှာဆင်းရဲချင်းပေါ့နော်ဆင်းရဲချင်းတို့ကနေကျွန်တော်တို့တိုက်ခိုက်မလားဒါမှမဟုတ်ပြဿနာတုံ့ပြန်တိုက်ခိုက်မလားဆိုတော့များသောအားဖြင့်ပြဿနာတို့ဒုက္ခဆင်းရဲတွေပဲသွားပြီးတော့ကျွန်တော်မြင်မိတတ်တယ်ဒါပေမဲ့ဒီကျွန်တော်ဆောက်ဖို့လေ့လာခြင်းမှာပြရလဲဆိုတော့သူကဒီကနေ့မှာချစ်အလျောက်စာတန်ကလည်းသူ့ရဲ့နည်းကိုဖြစ်ပြီးကျွန်တော်ပုံပေါ်တယ်ဆိုပြရတယ်အဲဒါကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့အကျင့်မဟုတ်ဘဲနဲ့သူကကျွန်တော်တို့ရဲ့အကျွေးအခေါ်တွေပေါ့နော်ပြောင်းသွားအောင်လို့စာတန်ကဒီအသုံးပြုလို့ဆိုတော့ပြရတာဖြစ်တယ်ဒီတော့ဒီကနေ့ညမှာကျွန်တော်ပြောမဲ့ခေါင်းစဉ်ကဘယ်လိုပြထားလဲဆိုလောကီနဲ့အပီးအယူမလို့တော့အသက်တာပေါ့နော်လောကနဲ့အပီးအယူမလို့တော့အသက်တာလို့ကျွန်တော်ပြထားတာဖြစ်တယ်လောကနဲ့အပီးအယူမလို့ဖို့အတွက်ကျွန်တော်တို့ယုံကြည်သူတွေဟာထူးဆန်းတာကဘာလဲဆိုတော့ဒီဆရာကျွန်တော်ပြောသလိုပဲပေါ့နော်ဘာပြောလဲဆိုတော့ကျွန်တော်ယုံကြည်သူတွေကတပြိုင်နက်တည်းမှာနှစ်ခုလို့ရတာဖြစ်တယ်ဘာလဲဆိုတော့ကိုယ့်ရဲ့တန်ရှင်းတဲ့အတ္တကိုစောင့်သိရတယ်လို့လောကနဲ့တွားမရောဖို့အတွက်စောင့်သိရတယ်ပြီးတော့ကိုယ့်ရဲ့တန်ရှင်းတဲ့အတ္တကိုစောင့်သိဖို့အတွက်ဒီလောကကိုဆွန့်သွားလို့မရဘူးဆိုတော့ပြရတယ်ပေါ့နော်ပုံမှန်ကျွန်တော်တို့တခြားဘာသာတွေမှာတွေ့ရတဲ့ယတိတွေပေါ့နော်သူတို့ရဲ့တန်ရှင်းတဲ့အတ္တကိုစောင့်သိဖို့အတွက်လောကနဲ့ဝေးရကိုတွားပြီးတော့တောထဲမှာတရားရှိတယ်ကျွန်တော်ပြရတယ်ဘုရားကကျတော့ကျွန်တော်အဲ့လိုဒီလောကအထဲမှာပဲနေစီပြီးတော့ကျွန်တော်ရဲ့တန်ရှင်းခြင်းအတ္တကိုစောင့်သိခိုင်းလို့ဆိုတော့ပြရတယ်ဒါတော့ကျွန်တော်တို့မလုပ်ရတဲ့အချက်ကဘာလဲဆိုတော့ဟုတ်ပြီကျွန်တော်အတန်ကောင်းကောင်းကြားလာမသိဘူးနော်ကျွန်တော်လည်းပြောချင်နေတာနဲ့ပြောနေတော့တာပဲ ကြားတယ်ဆရာနည်းနည်းတော့ထစ်တယ်ဟိုဝင်နေကြရင်ဟိုရှင်းမယ်ထင်တယ်တခါတလေတော့ရှင်းတယ်တခါတလေတော့နည်းနည်းထစ်လို့နည်းပြောတာကကျွန်တော်တို့လည်း ကျွန်တော်အကတ်ပြောမှာဟုတ်ပြီအဲ့လိုပြောတာဝန်တာတယ်နှုတ်ဆိုတော့ကြားတယ်လူနဲ့ပေါ့နော်မကြားဘူးဖြစ်နေတာလည်းအစီမပြေဖြစ်တယ်တကယ်ကြားမှာပေါ့နော်အဲ့အစီမပြေတာဟုတ်ပြီကျွန်တော်ခုနပြန်ပြောရမှာဆိုတော့ကျွန်တော်တို့ကဒီတန်ရှင်းတဲ့အတ္တကိုအဓိကဆောင်ထင်းရမယ်လို့ဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ယုံကြည်သူခရိယာန်လို့ပြောလိုက်တာ ਨੇ ဘေးအချက်ကကျွန်တော်တို့တကူလုံးကိုပေါ့နော်မယုံကြည်သူကကြည့်တဲ့ခါမှာဘေးအချက်ကခရိယာန်လို့ပေါ်စီတယ်လဲပေါ့နော်ယုံကြည်သူလို့ပေါ်စီတယ်လဲပြီးကြည့်တဲ့ခါမှာကျွန်တော်ရဲ့ပိုင်ဆိုင်မှုပေါ့နော်စီစဉ်ချမ်းသာတယ်လည်းမဟုတ်ဘူးဘာဖြစ်လဲဆိုတော့မယုံကြည်သူတွေလည်းအရန်ချမ်းသာကြတယ်လေနော်ပြီးတော့ကျမ်းမာရေးအရန်ကောင်းလာလည်းမဟုတ်ပြန်ဘူးပေါ့နော်ယုံကြည်သူကျမ်းမာရေးအရန်လိုက်ဆိုတော့အများကြီးများတယ်ဒါပေမဲ့ယုံကြည်သူခရိယာန်လို့ပြောလိုက်တာ ਨੇ ကျွန်တော်တို့မျက်စိထဲမှာကွင်းကွက်မြင်သွားစေချင်တာကဘုရားကဗာမြင်စေချင်တယ်လဲဆိုတော့တန်ရှင်းခြင်းသက်တာပေါ့နော်တန်ရှင်းခြင်းသက်တာကိုသိချင်တာဖြစ်တယ်အဲ့ဒီတန်ရှင်းခြင်းသက်တာကိုအရန်ဂယုစိုက်တဲ့ဘုရားတခင်ပါဖြစ်လဲဆိုတော့ဒီလောကအထဲမှာပဲပေါ့နော်အစ်နဲ့များတဲ့ဒီလောကအထဲမှာပဲနေစေပြီးတော့ဆောင်တင်ခိုင်းတယ်ဆိုတာသိထားတာဖြစ်တယ်တကယ်ဆိုရင်ကျွန်တော်စိတ်ကူးပေါ့နော်ဘုရားခင်လောကမှာငါတို့ကိုတန်ရှင်းစီခြင်းပေါ့အရန်တန်ရှင်းတဲ့နေရာမှာသိတတ်ထားလိုက်ပါလားနော်အရန်ရှင်းပြတာဆိုတော့ဒါပေမဲ့အဲ့လိုပဲရှင်းမှာကျွန်တော်တန်ရှင်းအောင်နေခိုင်းတာဖြစ်တယ်အဲ့ဒါကကျွန်တော်ရဲ့ချချက်ပြအကြောင်းတက်တာနော်ဒီရဲဆိုတော့ကျွန်တော်ပြရဖြစ်တယ်ဒါကြောင့်စာတန်ကလည်းဘာလုပ်လဲဆိုတော့ကိုတန့်ရှင်းတဲ့အရာကိုပေါ့နော်မတန့်ရှင်းအောင်လို့နေတော့ဆွဲချဖို့အတွက်ဒီတော့ချောင်းနေတယ်ဆိုတော့ကျွန်တော်ပြရတယ်ဒီကဘာဖြစ်လဲကျွန်တော်ပြရတာဖြစ်တယ်တတ်မယ်ချက်မယ်ဒါကစာတန်ရဲ့အလုပ်ဒါကြောင့်ကျွန်တော်တို့ရေတန့်ရှင်းခြင်းအသက်တာလို့ပြောတဲ့အခါမှာလည်းဗာလေအကျင့်ပေါ့နော်တို့ရတဲ့အကုန်လုံးတန့်ရှင်းဖို့အတွက်ဘယ်ကနေစတာလဲဆိုနှလုံးသားတန့်ရှင်းခြင်းကနေစတာလေနော်အဲ့တော့နှလုံးသားကို
စာတန်ကလည်းဘာလို့လဲဆိုဒီနှလုံးသားကိုမဆန့်ရှင်းအောင်စာတန်ကလုပ်တော့တာဖြစ်တယ်အဲ့ဒါကြောင့်ပထမအချက်အနေနဲ့စာတန်ကဘယ်လိုနီးလောက်ကိုသုံးတယ်လဲဆိုတာဒီနေ့အချက်လေးချက်နဲ့ပေါ့နော်ဒီနေ့ပတ်စံဖြစ်တယ်ပထမအချက်ကဘာလဲဆိုတော့ဒီကနေ့မှာအရာကိုဖြစ်စားနေတဲ့အရာဖြစ်တယ်ဘာလဲဆိုတော့အကောင်းမြင်ဝါဒပေါ့နော်ကောင်းမြင်ဝါဒဖြစ်တဲ့အရာကိုအကောင်းမြင်တယ်ပေါ့နော်အရာကိုအကောင်းမြင်တယ်ဟိုလည်းကောင်းတယ်ဒီဟာလည်းကောင်းတယ်အဲ့လိုဖြစ်အကောင်းမြင်တဲ့ဝါဒဒါပဲဆက်ဖို့စနေတယ်အဲ့လိုပြောတဲ့အခါမှာကျွန်တော်ဒီတိုင်းစဉ်းစားကြည့်ရင်ကောင်းတာပဲလीနော်ဘာဖြစ်လို့လဲဘာဖြစ်လို့လဲဆိုဒီအကောင်းမြင်သမားတွေကဘာလို့လဲဆိုတော့သူတို့ကဘာသာသားလုံးအတူတူပေါ့နော်ဆံပိုးရှိတယ်လို့ပြောမှဖြစ်တယ်အဲ့ဒါကြောင့်သူတို့ခရစ်ယာန်ကိုလည်းလေးစားတယ်ဘုရားဘာသာကိုလည်းလေးစားတယ်ဟိန္ဒူကိုလည်းလေးစားတယ်မွတ်စလင်ကိုလည်းလေးစားတယ်သူတို့ကိုယ်တိုင်ကလည်းကျွန်တော်တို့ကိုလေးစားကြောင်းပြောတဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့သူတို့လိုပဲကျွန်တော်တို့ပေါ့နော်သွားပြီးတော့ခံယူမိအောင်လို့စာတန်ကတွေးဆောင်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အခါတော့မမအောင်ဆိုတော့ပေါ့နော်ကြောက်ဖူးတာပါလဲဆိုတော့တရားဟောဆရာနာမည်ကြီးတရားဟောဆရာတယောက်ကိုအင်တာဗျူးမိတယ်လို့ပြောတယ်အင်တာဗျူးမိတာဗာမိလဲဆိုတော့အဲ့ဒီတရားဟောဆရာကအိန္ဒိယနိုင်ငံရောက်နေတာဖြစ်တယ်အိန္ဒိယနိုင်ငံဆိုတော့ဟိန္ဒူအရန်ကိုကြီးစိုးတဲ့နိုင်ငံဖြစ်တဲ့အတွက်သူကအင်တာဗျူးကမေးတာပေါ့နော်ဗာမိလဲဆိုတော့အဲ့ဒီတရားဟောဆရာကိုဆရာတဲ့ဒီဟိန္ဒူတွေကအရန်ကိုအကျင့်ပေါ့နော်ကောင်းကြတယ်တဲ့အဲ့လိုကောင်းတဲ့အတွက်သူတို့ကောင်းကင်နိုင်ငံရောက်လာပေါ့နော်အဲ့လိုမေးတဲ့အခါကျတော့တရားဟောဆရာဗာပြောလဲဆိုတော့သူတို့တွေကအရန်ကောင်းတယ်ပေါ့နော်ဘုရားရှိမှလည်းကောင်းတယ်သူတပတ်ကိုလည်းချစ်တယ်ပြီးကန်းချစ်မှလည်းအရန်ကောင်းတယ်စင်ရသားတွေကိုလည်းကြည့်တယ်အရာပေါ့နော်အကျင့်ကအရန်ကောင်းတဲ့အတွက်ကောင်းကင်နိုင်ငံရောက်နိုင်ပါတယ်ပေါ့နော်အဲ့လိုပြောတော့ဒီလေလို့ကျွန်တော်တောက်တယ်အဲ့ဒီကတော့ဘာဖြစ်စေလဲဆိုတော့အကျင့်ကိုကောင်းတဲ့အကျင့်ကိုကောင်းမြင်ခြင်းအပြင်ဘာဖြစ်သွားလဲဆိုတော့သခင်ရှုရဲ့လူရက်ကမင်းမင်သွားတယ်ဆိုတော့ပြောတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်အကောင်းမြင်တော့တာလေနော်နားလေပေးလိုက်တာဥပမာကျွန်တော်မောင်နှမဒီကိုထဲမှာဆိုတော့ဥပမာကိုယ့်ရဲ့မောင်နှမတငယ်ချင်းဖြစ်ဖြစ်အရက်တောက်တာတော့ပေါ့နော်ပြီးချတာတော့ဖြစ်ဖြစ်ပါတော့စိတ်အရမ်းကြီးပြီးတော့လုပ်တယ်ဆိုရင်ကျွန်တော်ကဘယ်လိုနားလေပေးလဲဆိုတော့အရမ်းစိတ်ညစ်လို့ပေါ့နော်အရမ်းစိတ်ညစ်နေတော့ကိုနားလေပေးလိုက်ပါဒီပေါ့နော်အကောင်းမြင်ပေးတယ်အဲ့လိုအကောင်းမြင်ပေးတဲ့ဟာတစ်ခါကနေစဉ်းစားမယ်ဆိုရင်ကောင်းတယ်လို့ဖြစ်ပေမဲ့တစ်ခါကနေဆိုရင်တော့ဘယ်တော့မှလွဲတယ်ဆိုတော့ပြောတယ်ဒီနေ့ကမှလည်းကျွန်တော်တို့အရန်ကိုကောင်းမြင်လာတာကအရန်ကိုပြီးဆုံးနေတယ်ဆိုတော့ကျွန်တော်ပြောရဖြစ်တယ်ဒါကြောင့်အရေးကြီးတာဗာလဲဆိုတော့ကောင်းမြင်ဖို့လည်းမဟုတ်သလိုအဆိုးမြင်ဖို့လည်းမဟုတ်ဘူးအဓိကကျွန်တော်မြင်ရမှာဗာလဲဆိုတော့အမှန်ကိုအမှန်တိုင်းပေါ့နော်အဲ့ဒါမြင်ဖို့အရေးကြီးတယ်ဆိုတာပြောချင်တာဖြစ်တယ်ဒုတိယအချက်ကဗာလဲဆိုတော့စာတန်ကကျွန်တော်တို့အသွေးခေါ်ဘယ်လိုနီးတဲ့ဖြစ်စီလဲဆိုတော့ယုတ်ဝါဒပေါ့နော်စီးစိမ်ဥစ္စာပိုင်ဆိုင်မှုနဲ့စာတန်ကနေပြီးတော့ကျွန်တော်တို့စီးစိမ်ဥစ္စာကိုဥစားပေးစီးစိမ်ဥစ္စာကိုအားကိုးတဲ့စိတ်နဲ့နှုတ်ကပတ်တော်နဲ့ကျွန်တော်တက်တာကိုလွဲအောင်လို့ဆွေးချတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့ဒါကြောင့်ဒီကနေ့ခေတ်မှာprosperity ဆိုတော့လည်းကျွန်တော်ပေါ်လာတွေ့ရတယ်တခင်ရှုကိုယုံရင်ကျမ်းမာမယ်ချမ်းသာမယ်အောင်မြင်မယ်မြင့်လို့ချင်တာရမယ်တခင်ရှုရတကယ်ဖြစ်စီးပြနိုင်ပါတယ်ဒါပေမဲ့လောကကိုဆင်းသက်ပြီးတော့အပြည့်ခံရတဲ့အကြောင်းရင်းကကျွန်တော်တို့ချမ်းသာဖို့ကျမ်းမာဖို့တခုတည်းမဟုတ်ဘူးပါလဲဆိုတော့ဘာဝရအသက်ပေးဖို့ဖြစ်တယ်အာမင်ဘာဝရအသက်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီစီးစဉ်အားကိုးသွားတဲ့အခါမှာဘုရားသခင်လုပ်ပေးခဲ့တဲ့အရာမင်းမင်သွားဆိုတော့နော်ကျွန်တော်ဒီမှာနေရင်းနဲ့တွေ့ရလဲဆိုတော့အရန်ကိုပတ်စံရှိတဲ့တယောက်ရှိတယ်လေကျောင်းလာတက်တာဆိုတော့ပတ်စံအရန်ရှိတဲ့အိမ်မှာတကယ် boss ပဲပတ်သက်ဖြစ်တယ်ဒီမှာလာတက်ပြီးတော့ဆရာတွေနဲ့စကားများတယ်ပေါ့နော်ဟိုပြတာစကားများတဲ့ခါကျတော့သူကဘယ်လိုပြောလဲဆိုတော့သူ့မှာသူကပြန်ပြီးသွားတာပေါ့နော်အိမ်ပြန်မယ်ငါအိမ်ပြန်မယ်ငါမှအိမ်ရှိဖြစ်နေလားပေါ့နော်
ငါမှလည်းနေကြအိမ်ရှိပါတယ်ငါဒီမှာဘာဖြစ်လို့နေရမှာလဲငါအိမ်မှာပြန်မှာပေါ့ပြောချင်တာပါလဲဆိုတော့ဒီလိုတောက်ကစားလေးဖြစ်တာလေးတောင်မှကျွန်တော်တို့ကသွားပြီးတော့နေချဖို့တဲ့ဘာသရီရလဲဆိုတော့စင်ပြေပိုင်ဆိုင်မှုပေါ့နော်သွားပြီးအားကိုးတာဖြစ်တယ်အဲ့ဒါကိုကြည့်နေကျွန်တော်ဘာသွားသရီရလဲဆိုတော့ဒီရှုမွေးပါခြင်းပေါ့နော်ကျွန်တော်သွားစီနေတာဖြစ်တယ်ဘာလဲဆိုတော့တကယ်ရှုကမွေးပါဖို့တဲ့ဘက်လေမျိုးကိုသွားတော့မာရီနဲ့ရောတတ်အဲ့ဒီတဲကိုတဲ့နေရာမှာပေါ့နော်သွားတဲ့ခါမှာတဲကိုတဲ့နေရာကနေပြီးတော့မရှိတော့ဘူးတဲ့အဲ့တော့စဉ်းစားကြည့်မယ်ဆိုရင်မရှိတော့ဘူးဆိုတော့ပြန်ပေါ့နော်ဒါပေမဲ့နွားစခွက်တိသွားပြီးတော့မွေးပါခြင်းကိုခိုင်းတယ်လို့ပြောရတယ်အဲ့ဒီခုနကျွန်တော်ရဲ့အဖြစ်အပျက်နဲ့နိုင်ရှင်ကြည့်မယ်ဆိုရင်အပြင်ရှိနေတယ်ပေါ့နော်အရင်ကပြောချင်တယ်ပြီးတော့သူကလောကအသားတွေအတွက်ဒီကံဖို့ဆင်းသက်လာတယ်အဲ့ဒီဆင်းသက်လာသည့်တိုင်ဒီလူတွေကနေပြီးတော့တတိတခြားနဲ့မလုပ်ဘူးပေါ့နော်ဒီဆက်လက်ခတ်ကျူဆိုတယ်ဆိုတော့ပြရတယ်အဲ့ဒါစဉ်းစားကြည့်လို့ဆိုတော့ငါဘုရားပေါ့နော်ဘုံရှိစိန်ကအလုံးကဆူပြီးတော့ရှင်းလာတာမင်းတို့ကငါအတွက်နေရာတော့မပြီးသူငါပြန်မယ်ဆိုတော့နော်အဲ့လိုပြောလို့ရတယ်ဒါပေမဲ့အဲ့လိုမပြောဘဲနဲ့အဆုံးထိကနှိမ့်ချသွားတဲ့ဘာနေကုန်မှမပြီးတော့နေတယ်ဆိုတော့ပြောရတယ်ဘဝမှာသူတို့ကတော့တဖာတယ်လို့တယောက်နဲ့သူ့ကိုနေတယ်လို့ပေါ့နော်ဆက်ဆံလာတဲ့ဘဝဘာသွားတရိရလဲဆိုဘုရားကိုတရိရပဲကျွန်တော်တို့မှာပိုင်ဆိုင်ထားတဲ့ຢာကိုသွားပြီးတော့တရိရတယ်အဓိကအဖြစ်ပါလဲဆိုတော့အဲ့လိုလူတွေနဲ့ဘယ်လိုပြောမလဲကိုယ်နေဘယ်လိုပဲဖြစ်ဖြစ်အချင်းဘယ်လိုပဲဖြစ်ဖြစ်ဘယ်လိုပဲသက်သာမှုတွေဖြစ်တာဆိုတော့နော်ကျွန်တော်ရဲ့ပိုင်ဆိုင်မှုကိုသွားပြီးတော့တရိရဖို့နဲ့အရာတွေသွားပြီးတော့တရိရဖို့ဒီနေ့သွားဖို့ရှိနေတယ်အဲ့ဒီအရာဖြင့်ပါဖြစ်စီတဲ့ဆိုတော့နှိမ့်ချခြင်းပေါ့နော်အဲ့ဒါသွားပြီးတော့ဖြစ်စီတာကျွန်တော်တို့ပိုင်ဆိုင်မှုရှိနေတဲ့များကာလပတ်လုံးနှိမ့်ချဖို့ပဲဖြစ်မယ်တခါတော့လည်းရှင်ဘုရင်ဒါဝိကျွန်တော်အသက်တာဆုံးပြရတယ်ဗောနော်ဓမ္မရာဇဝင်ဒုတိယဆောင်မှာပြရမှာဖြစ်တယ်အဲ့ဒီမှာရှင်ဘုရင်ဒါဝိကမလုပ်လဲဆိုတော့သူ့ရဲ့သားအဗ်ရှလုံကနေပြီးတော့နားလူဖို့အတွက်သူ့ကိုနန်းချဖို့အတွက်တိုက်တာဗောနော်အခါကျတော့ဒါဝိကထွက်ပြေးရတယ်ဒါဝိကထွက်ပြေးရတဲ့ခါကျတော့လမ်းမှာဘာနဲ့တွေ့လဲဆိုတော့ရှောလူအမျိုးတယောက်နဲ့တွေ့တယ်ရှောလူအမျိုးတယောက်နဲ့တွေ့တော့ဘာလို့လဲရှောလူအမျိုးကဒါဝိကိုဆဲတယ်ဒါဝိကိုဆဲတယ်ဗောနော်မင်းရှောလူရဲ့နေရာကိုလူတဲ့အတွက်သူမင်းရဲ့သားကမင်းနေရာကိုပြန်လူပြီးကောင်းတယ်ဗောနော်အဲ့လိုလုံးစင်တဲ့အခါမှာဒါဝိအစနေရကနေစဉ်းစားကြည့်လို့မခံနိုင်ကြပါတော့ဒါပေမဲ့အဲ့လိုပဲဒါဝိရဲ့ရဲဘော်ဖြစ်တဲ့အဘိရှဲကလည်းမခံနိုင်ဒါဝိကကိုတော့သူ့ကိုကျွန်တော်သွားရှင်းမယ်ပေါ့နော်ဆက်ဆက်တို့သူ့ကိုအပြည့်ရှင်းမယ်လို့ပြောတယ်ဒါဝိကဘာပြောလဲဆိုတော့မသွားနဲ့ငါရဲ့သားတောင်မှငါ့ကိုနန်းချဖို့တင်ငါ့ကိုသတ်ဖို့လုပ်တယ်ဆိုတော့ဒီများလဲငါ့ကိုဆဲခုအဖြစ်ရှိတာပေါ့နော်အဲ့လောက်ဖြစ်ကနှိမ့်ချချုံကျွန်တော်ပြရတာဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်သက်တာမှာတခါတလေလဲဒီများရဲ့ကဲ့ရဲ့ချင်းနဲ့ခံရမယ့်တင်ရှိတယ်ဒါပေမဲ့ကိုအရာဒီဘုရားသခင်ကျွန်တော်ကိုနှိမ့်ချခြင်းအတွက်တင်နေတာလည်းဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်ဒီအပိုင်းကလည်းကျွန်တော်ပြရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီမဲ့တော့ပါစီကျွန်တော်တို့ဘုရားသခင်ပေးထားတဲ့အရာတွေဘုရားသခင်တဲ့ပို့ပြီးတော့ပို့စားဖို့မဟုတ်ဘူးဆိုတာနှုတ်ကပတ်တော်အပြင်ပြောချင်တာဖြစ်တယ်ဒါကစာတန်ကနေပြီးတော့ကျွန်တော်တို့အများစုအဖြစ်လူငယ်တွေပေါ့နော် emotion အရာများတဲ့လူကိုပို့ပြီးတော့တိုက်ခိုက်တာဖြစ်တယ်ဒုတိယတတိယတစ်ချက်ကပါလဲဆိုတော့စာတန်ကနေပြီးတော့ကျွန်တော်တို့ကိုအရာတခင်နှုတ်ကပတ်တော်နဲ့ဝေးစီတဲ့တတိယမြောက်သူ့ရဲ့လှုပ်ဆောင်ချက်ကပါလဲဆိုတော့ကျွန်တော်တို့ရဲ့ဖရာတခင်နဲ့ပူးကွယ်ခြင်းထဲမှာကျွန်တော်တို့ရဲ့ယဉ်ကျေးမှုကိုသွားပြီးတော့ထည့်စီတယ်ပေါ့နော်အားလုံးနဲ့ကြောက်ဖို့မှတင်ပါတယ်ဒီရောရရတာပေါ့နော်ဗာလဲဆိုတော့ Moses တောင်လေ Moses ဘာပြောလဲဆိုတော့အဲ့ဒီ David line တို့နော် Benjamin Sum တို့တချင်းဆိုတော့လေဗာလဲတောင်ပေါ်ခေါင်းရချုံမြများဆိုတော့လည်းဗာပြောလဲသူကမဆိုနဲ့ငရဲကြမယ်အဲ့ဒါသွားကြရတယ်ပေါ့နော်ဗာဖြစ်လို့ဆိုစဉ်းစားကြည့်နေအဲ့ဒါတနည်းအားဖြင့်မှန်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ရစ်မှုစီတတ်သောຢာကိုမတော့ဖို့အတွက်ဘုရားခင်ကပြောထားတာဖြစ်တယ်ဒီတော့ရည်ရပြင်မှမှလည်းမှန်တယ်အဲ့ဒါကအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ကိုယ်ွယ်ချင်းအဲ့မှာကမာတင်းနဲ့ပေါ်တဲ့ခါမှာကျွန်တော်ရဲ့ယဉ်ကျေးမှုလေးတွေကိုပေါ့နော်သွားပြီးတော့တက်မိဖြစ်တယ်
ငါအမြဲတမ်းလုပ်တယ်ဆိုတော့ကျွန်တော်ပြရတယ်ချင်းနိုင်ငံမှာချင်းပြည်နယ်မှာဆိုတော့ကျွန်တော်ပြရတယ်ပေါ့နော်ဘိုးဘွားတွေဆိုတော့ပေါင်ပြီးတယ်ပါတယ်တောက်ပြီးတော့ပျော်ရတယ်ဒီကနေ့ခေတ်မှာဆိုတော့မကြာတိခင်ပေါ့နော်ကျွန်တော်အဖိုးရဲ့ကျွန်တော်ဖိုးတော့ဖွဲ့ပေါ့နော်ကျွန်တော်ဖိုးဆိုတော့သူကပါစာပဲလေဒါပေမဲ့အဲ့ဒီအရာကိုသူအရန်ဆွဲလာတဲ့ချင်းယူရကိုပေါင်ပြီးတောက်ပြီးတော့မူပြီးတော့မှဒီဟိုမှာစင်မှာကကြတာပေါ့နော်အဲ့ဒါကိုလုတ်ပြီးတော့မှသူတို့ကဘာလို့လဲဆိုတော့စုပေါင်းကြတာပေါ့နော်အစာပြုစုပေါင်းတာတို့တရားဟောတာတို့လုပ်ကြတယ်ပြီးတော့အဲ့လိုမျိုးတွေတောက်တယ်ပြီးတော့ပေါ့နော်ပြောချင်တာပါလဲဆိုတော့ကျွန်တော်တို့ရဲ့စစ်မှန်တော့ကိုယ်ရဲ့အခုဒီတန်းကတော့နော်အဲ့ဒါတက်တယ်ပြရတာဖြစ်တယ်ပြီးတော့ကျန်စာထဲမှာလည်းပေါ့နော်တမားတဲ့နဲ့လွဲပြီးတော့ယဉ်ကျေးမှုကိုကျွန်တော်ပြရတယ်ဥပမာဘာဖြစ်လဲဆိုတော့ယာကုပ်ပေါ့နော်ယာကုပ်ကနေပြီးတော့သူ့ဦးလေးလာပန်စီကနေပြီးတော့သမီးနှစ်ယောက်ချက်ကနေအငယ်မဖြစ်တဲ့ရာခေလကိုသူကကြိုက်တာအဲ့ဒီကြိုက်တဲ့သူရာခေလနဲ့ပေါင်းဖက်သွားပြီးဒါပေမဲ့နောက်တနေ့မှာလီအာဖြစ်နေတယ်ပေါ့နော်ဖြစ်နေတော့သူ့ဦးလေးကိုသူကသွားပြီးတော့ပြောတယ်ကျွန်တော်ကြိုက်တာကရာခေလဖြစ်နေတာလဲပြောတော့ငါတို့ရိုးရမှာတဲ့အကြီးမကအရင်ယူမအငယ်မကယူရတာပေါ့နော်အဲ့ဒါဘာပြောချင်တာလဲဆိုတော့ဘုရားသခင်ကတလင်တမယာပေါ့နော်အာရနဲ့ဧဝတ်မှာမယားတယောက်ယောက်ျားတယောက်ဖြစ်ရမယ်ဆိုတဲ့ဒီတမန်တရားကြီးကရိုးရအဖြစ်စတင်ပြီးတော့လွဲလာတယ်ဆိုကျွန်တော်ပြတယ်နှုတ်ကပတ်တော်ထဲရိုးရကိုပို့စားပေးသွားတာအမှန်ဆိုရင်တော့ရခေလာနဲ့တခါတည်းပြီးလည်းပြီးပြီဒါပေမဲ့သူတို့ရိုးရမှာအကြီးမကအရင်ပြမှာဖြစ်လို့တဲ့နှစ်ယောက်ပြီးစားလိုက်တာကျွန်တော်ပြရတယ်ပြီးတော့ရိုးရကိုပြင်လိုက်တဲ့အရာပေါ့နော်ကျွန်တော်လက်ခံပြီးတဲ့အရာဖြစ်တယ်သခင်ရှုခေတ်မှာလည်းဒီလိုပဲကျွန်တော်တွေ့ရတယ်ပေါ့နော်တပည့်တော်တွေနဲ့သူကသခင်ရှုလဲပြီးတော့ဧဝံဂေလိပြောပြီးတော့တဏှာမှာသူတို့ဗိုက်စာလို့စားကြတဲ့အချိန်မှာလည်းကျွန်တော်တွေ့ရတယ်ဗာလဲဆိုတော့တပည့်တော်တွေစားသမင်းစားတဲ့ခါမှာပါရရှက်တာဗာပြောလဲဆိုတော့ကိုရောရဲ့လူတွေကပေါ့နော်လက်မစီးပဲစားကြတယ်ပေါ့အဲ့လိုမျိုးတွေပြောချင်တာကတမာတရားထက်သူတို့ကပါရရှက်တွေကိုယ်တိုင်ကလည်းရိုးရရင်ကြည့်မှုအရန်ကိုအလေးထားတယ်ပေါ့နော်သခင်ရှုထက်တောင်မှဒီစပတ်တွေကိုဥစားပြီးတော့ကျွန်တော်ပြရတာဖြစ်တယ်ရိုးရရင်ကြည့်မှုအဲ့ဒါကြောင့်ဒီကနေ့ခေတ်မှာလည်းကျွန်တော်တို့ဒီအသင်းတော်တွေထဲမှာပေါ့နော်ပြီးတော့ယုံကြည်ကိုယ်ကွယ်မှုထဲမှာဒီလောကအရာတွေယဉ်ကျေးမှုကိုကျွန်တော်တပြေးပြေးနဲ့သွင်းလာတာကျွန်တော်တွေ့ရတာဖြစ်တယ်အထူးသဖြင့်တလင်တမယာစနစ်တော်မှာကျွန်တော်ဒီကနေ့အများကြီးလူလို့ရတဲ့အရာတွေဖြစ်လာတယ်ပြီးတော့အဓိကကြောက်စရာကောင်းတာပါလဲဆိုတော့လိန်ဆွဲနော် marriage နဲ့ပတ်သက်ပြီးတော့ဘုရားခင်ကပြောတယ်ဆိုတော့ယောက်ျားနဲ့မိန်းမလက်ထပ်ခိုင်းတာကိုမိန်းမအချင်းချင်းယောက်ျားချင်းချင်းလက်ထပ်တာမျိုးကျွန်တော်ပြရတာဖြစ်တယ်ဘယ်လောက်ဖြစ်ဆိုးွားလဲဆိုတော့အမေရိကန်လူနိုင်ငံပေါ့နော်တမာတရားနဲ့စတင်တဲ့နိုင်ငံပေါင်းမှာအဲ့ဒီ homosexual ကိုစပြီးတော့လက်ခံလာတဲ့အရာဆိုတာပေါ့နော်ဘာဖြစ်လဲဆိုတော့ဘိုးတော်ကသားမိထားတဲ့အရာဒီကနေ့တရားဝင်ဖြစ်လာတဲ့အဖြစ်ဖြစ်တယ်အဲ့လိုတရားဝင်ဖြစ်လာခြင်းအဖြစ်ပါဆက်ဖြစ်လဲဆိုတော့အတင်းတော့အထိဝင်လာတယ်ဆိုကျွန်တော်ပြရတယ်ပေါ့နော်ပေါ်တူဂီတို့ဂျာမနီတို့မှာဆိုတော့ပြရပြီဖြစ်တယ်အတင်းတော်ဒီမှာလေယောက်ျားချင်းချင်းပါဆိုရင်လက်ထပ်ပေးတယ်လို့ကျွန်တော်ပြရတယ်အဲ့ဒါပါလဲဆိုတော့ယဉ်ကျေးမှုတွေကကျွန်တော်တို့စစ်မှန်တဲ့ပုဂ္ဂိုလ်ချင်းတွေတပြေးပြေးနဲ့စိတ်ဝင်လာပြီဆိုတော့ကျွန်တော်ပြရတယ်ပေါ့နော်ဒီနိုင်ငံမှာလည်းဖြစ်ဖို့အခုလိုဒီကိစ္စကအရန်ကိုအရေးကြီးတာဖြစ်တယ်အခုလဲဆိုတော့အရာတစ်ခုအမုန်းဆုံးတဲ့မှာဒီလိန်ကူလက်ထပ်ခြင်းအရန်စိတ်ဆုံးမှာပါတယ်ဆိုတော့ကျွန်တော်ပြကျွန်တော်ဒီလိုမျိုးပေါ့နော်သဘာဝတွေပုံနေတက်လာတယ် line တွေမှာလည်းတွေ့ရတယ်ဘာလဲဆိုတော့အတင်းတော်တွေမှာအင်းပါစားလက်ထပ်ပြရတယ်မိမအချင်းချင်းပါစားလက်ထပ်ပြရတယ်ကျွန်တော်ပြရတယ်ဘယ်ကျန်းချက်ကိုဒီလိုလက်ထပ်တာလည်းမသိပါဘူးဒါပေမဲ့လက်ခံလာတဲ့အစစ်ကိုရောက်လာတာဟာအရန်ကိုအမြင်များနေပြီဆိုတာကျွန်တော်ပြရတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်အတင်းတော်မှာတော့လက်မခံပါဘူးနော်
လေပြပါရီလက်မခံပါဘူးနော်မဖြစ်နိုင်ဘူးလေနော်အတင်းသားတွေအရန်တောင်းဆိုနေဘယ်လိုလုပ်မလဲပေါ့နော်စဉ်းစားကြမလားအစည်းအဝေးလုပ်ကြမလားမလုပ်ပါဘူးနော်လုံးဝဒါတမန်တင်ဆန့်ကျင်တဲ့အတွက်လုံးဝမဖြစ်ပါဘူးလို့ဟုတ်ပြီရောနောက်ဆုံးအချက်ကပါလဲဆိုတော့ဒီကနိခေအယံကိုလူငယ်ချမ်းမှာဖြစ်စားနေတဲ့အရာဖြစ်တယ်ပါလဲဆိုတော့မိမိကိုအယံချစ်တာပေါ့နော် narcissist လို့ခေါ်တယ် narcissist ဆိုတဲ့ဇာတ်လမ်းကလည်းနည်းနည်းတော့ကြည်ရတယ်တခါတော့က narcissist လို့ခေါ်တဲ့တယောက်ကတဲ့အမဲလိုက်ရင်းနဲ့ပေါ့နော်အဲ့ဒီခေတ်ကမှန်မရှိသေးဘူးကိုအမဲလိုက်ရင်းနဲ့သူကချောင်းတစ်ခုမှာဂျီစာတော့တဲ့ဂျီတောက်တာပေါ့နော်ဂျီတောက်တဲ့ခါမှာဂျီထဲမှာသူ့ရဲ့အရက်ကိုတွေ့တာတဲ့သူ့မျက်နှာကအယမ်းချောတာပေါ့နော်အယမ်းချောတဲ့ခါကျသူချစ်သွားတယ်အရက်ကိုချစ်သွားပြီးတော့ဂျီတဲ့ခုံစင်းပြီးသူ့အရက်ကိုသူချစ်ဖို့တူးထားတယ်ပေါ့နော်အဲ့ဒီကနေစပြီးတော့ဒီ narcissist ဆိုတဲ့ဝါဒတစ်ခုဒီပေါ်လာတယ်ကျွန်တော်တွေ့ရတာဖြစ်တယ်ကိုချစ်တယ်ရမ်းကျွန်တော်တွေ့ရတာဒါလည်းဘုရားသခင်နဲ့ဖျားတဲ့အလိုတော်နဲ့လွဲစေတဲ့အရာဖြစ်တယ်ကျွန်တော်ဒီဆောက်တွေမှာကျွန်တော်ဖတ်ဖို့ပေါ့နော်ဗာလဲဟိုဒီရှိတယ်ဒီယူမဆိုင်ချင်းအမှုပညာတို့ပေါ့နော်လို့ရှိတယ်ပြီးတော့ဗာလဲငါအတွက်ငါရှိတယ်တို့အလူငွေရှိတယ်ပြီးတော့အရန်တော်ကြတယ်ပြီးတော့မနေ့ကကျွန်တော်တနည်းဆောက်တော့မှာလူငယ်တွေအလူရက်ဝယ်ကြတာဗာလဲဆိုတော့ခက်ချီချီနေချင်းဘောကအရတာတဲ့ဒီလိုပေါ့နော်ခက်ချီချီနေတာကိုကျွန်မအရတာတခုလို့ပယ်လာတာပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီတတ်နေချင်လာတဲ့သဘောမှရှိတယ်ဒီနေ့မှဆက်ဆံမယ်လေငါတို့ငါပဲရှိမယ်ငါသာလင်အဓိကဖြစ်တယ်ဒါဟာဘယ်ငါဆိုတဲ့အစကဘယ်လာလဲဆိုတော့စာတန်ကနေပြီးတော့ဘုရားရဲ့နေရာကိုလူ့ကိုဒီကနေပြီးတော့စတင်ရတယ်ဆိုတော့ပြရတယ်။သမယကျန်3မှာကျွန်တော်ဒီဘုရားခင်ပြောတယ်မောရှိကိုပြောတာပေါ့နော်မောရှိကနေမိတယ်တကယ်လို့ဤပြည်လူမျိုးတွေကပူတော့ဘုရားလဲလို့ပြောရင်ကျွန်တော်ရမလဲငါဖြစ်ဒီဘုရားဒီစကားကိုသူကသုံးချင်တာဖြစ်တယ်ဒါပေမဲ့သူကစာတန်ပြီးတော့သုံးခုမရဘူးဘုရားသခင်နေရာကိုသူလူချင်တာပေါ့နော်အဲ့လိုလူချင်တာသူလူလို့မရတဲ့အတွက်သူဘာကိုသုံးလဲဆိုလူတွေကိုသုံးတာလူတွေကိုသုံးပြီးတော့ငါအတွက်ငါရှိတယ်ဘုရားမလို့ဘူးဆိုတဲ့အဆင့်ထိရောက်အောင်ပေါ့နော်ဘယ်သူကမှဂရုမစိုက်တဲ့အဆင့်ထိရောက်အောင်လို့စာထံကစက်ကွာသွားတယ်ဆိုတော့ပြတယ်ဒါပေမဲ့နှုတ်ကပတ်တော်ကဘာကိုတုံတင်တာလဲဆိုတော့အချင်းချင်းချစ်ဖို့လေးတုံတင်တာလေနော်ယာကုပ်ဩဝါဒစာထဲမှာဆိုတော့ဘာတွေ့ရလဲဆိုတော့အတင်းတင်းနေချင်းကပြုစုတော်သူဒီတိတ်ဆိတ်စွာနဲ့ဖြောင့်မတ်ခြင်းမျိုးစိတဲ့တော်သူဖြစ်ပြီးလို့ပြောရတယ်အတင်းတင်းနေဖို့စူးစမ်းမဲ့အစားကျွန်တော်တီးတက်နေဖို့အတွက်စူးစမ်းလာတာဟာတမန်တဲ့နဲ့လုံးဝဆန့်ကျင်လာတယ်ဆိုတော့ပြောရတာဖြစ်တယ်အဲ့ဒါနိတိပေါ့နော်ကျမ်းစာနဲ့တပိုက်လေးဖတ်ချင်တယ်ဒီမောဒီဩဝါဒစာဒုတိယဆောင်ဒီတော့ဒီမောဒီဩဝါဒစာဒုတိယဆောင်အခန်းကြီး3အငယ်1မှာပါလဲဆိုတော့အစကနေဖတ်လိုက်မယ်နော်တိတ်ကနေပြီးတော့ကျွန်တော်ဖတ်လိုက်ရပါလိမ့်မယ်နောင်ကာလဒီဖြည့်ရင်သောကာလဖြစ်လိမ့်မည်ဒီမှာကြလို့အဘေတိုနီဟူမူကလူတို့ဒီကိုချစ်တော်သူလို့ပြောတယ်နောက်ဆုံးသောကာလမှာပေါ်လာမဲ့လူတွေကပထမအဆုံးကပါလဲကိုချစ်တော်သူလို့ပြောတယ်ကိုနဲ့အမြချစ်လို့ပြောမယ်သာပါလဲလူကကိုပြီးချစ်လာတယ် Facebook မှာလည်းကျွန်တော်ကြည့်နေဆိုရင်ဘာပဲဖြစ်ဖြစ်ကိုအတွက်ပဲပြရမယ်ပေါ့နော်ဒီကုမကြီးစိုက်တယ်မလို့ဘူးကိုမအသက်မလုပ်တာအသက်လည်းမလုပ်နဲ့ကိုဟာကိုကဘာနဲ့ပုံကြီးပေါ့နော်ကိုကဘာကိုဟောက်တယ်ပဲသွားတာကျွန်တော်အရန်တော့ကြတယ်ဒါပေမဲ့ဘုရားရှင်တမန်တရားဘာသွန်ကိုကဘာသူဟောက်ဖို့မဟုတ်ဘဲနဲ့အားလုံးပါဝင်တဲ့ချစ်ချင်းနဲ့တန်နေပြီးသွားတဲ့ကိုမျိုးတစ်ခုပေါ့နော်အဖွဲ့အစည်းတစ်ခုအသိတော်တစ်ခုဟောက်ချင်ဒီဟောက်ချင်တာတဲ့ဒါနဲ့ကျွန်တော်တို့ကဗာလဲကြီးတက်နေချင်တာပေါ့နော်ဒါကတမန်တဲ့အပြီးပြီးနဲ့စာတန်ကနေဒီလိုဖြစ်မှာဖြစ်ပြီးလာတာနဲ့အမြကျွန်တော်အပြီးပေါ်လဲဖြစ်ဆန်ဆန်နဲ့တမန်တဲ့နဲ့ဆွဲချသွားတယ်ဆိုတော့ပြောတယ်အဲ့ဒါကြောင့်ဟို73ရာစုလောက်ကပေါ့နော်မြောက်အမေရိကမှာသာသနာပြုတဲ့ Fremont ဆိုတဲ့ missionary ဆရာကဗာပြောလဲဆိုတော့
living is loving ပေါ့နော်အဲ့လိုပြောတယ်ဆိုတာ living is loving အသက်ရှင်ခြင်းဟာချစ်ဖို့ဖြစ်တယ်လို့ပြောတာဖြစ်တယ်အဲ့ဒါကြောင့် without love ပေါ့နော် life is meaningless ဆိုတာပေါ့နော်အဲ့ဒါကြောင့်လူတစ်ယောက်ရဲ့ချစ်ခြင်းကိုမှလည်းပေါ့နော်လူရဲ့ချစ်ခြင်းကိုလည်းကျွန်တော်သိနေတယ်သူ့ဘဝအထက်ကနေပြီးတော့ချစ်ခြင်းမြတ်ဆိုတဲ့အရာကိုကျွန်တော်ပြေထုတ်လိုက်နေဆိုရင်လည်းသူကအတိတ်ကမရှိတော့ပါဘူးတဲ့လူတယောက်ရဲ့စက်တာထက်ကနေလေတခြားရသူ့ရဲ့ကြွယ်ဝခြင်းချမ်းသာခြင်းနဲ့ဖယ်ထုတ်တာမဟုတ်ဘဲနဲ့ချစ်ချင်းမြတ်တာလူတွေကိုချစ်တတ်တဲ့စိတ်အဲ့ဒီအရာကိုဖယ်ထုတ်လိုက်မယ်ဆိုရင်တဲ့ထိုသူဟာအတိတ်ကမဲ့တော့သူဖြစ်သွားပြီတဲ့ဘာဖြစ်လဲဆိုတော့ living is loving အသက်ရှင်ခြင်းဒီချင်းဖြစ်တယ်တဲ့ဘုရားသခင်ကလည်းဗာပြောလဲဆိုတော့ကျွန်တော်တို့ကိုအချင်းချင်းချစ်ဖို့ပဲပြောတာဖြစ်တယ်ကိုယ်ကဘာနဲ့ကိုကြီးတတ်နေဖို့မဟုတ်ဘဲနဲ့ချစ်ချင်းမြတ်တာနဲ့ဒီဝရအတင်းတော်ချစ်ဖို့ဒီဆောက်ကြည့်တယ်ဒီဆောက်ကြည့်ခြင်းတယ်ဆိုတာဒီညမှာအနေငယ်အဖြစ်နေအစနာဖြစ်ပါတယ်နှုတ်ကပတ်တော်ရောက်ချင်းစီတိုင်းဖြစ်ပါစေ အာမင်အာမင်အာမင်ဆိုတော့အရန်ခွန်အားရရနော်လို့ကျွန်တော်အရန်ခွန်အားရတယ်ကျွန်တော်ကြားဘူးကြားချက်တဲ့ဆိုတဲ့ဟာတွေကစပါတော့ဆိုတော့ကျွန်တော်တို့ယုံကြည်ခြင်းထဲမှာဘာတွေဝင်လာလဲဆိုတဲ့အချက်ကြဆရာထောက်ပြပေးတဲ့အရာအတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်ဆိုတော့အများကြီးတိဆောက်ဆရာဖြစ်တဲ့ဒီအထူးသဖြင့်ကျွန်တော်လူငယ်တွေမှာကျွန်တော်တန်ရှင်းခြင်းတက်တာတွေကျွန်တော်တို့ရဲ့ဒီဘိုးဘွားတွေထဲကဝင်လာတဲ့ထုံတန်းစစ်ကလေးတွေဘယ်လိုစာတန်ကလည်းနဲ့ဖြစ်သုံးလဲဆိုတဲ့ဟာတွေအများကြီးကျွန်တော်တို့ကြားရတယ်နောက်ပိုင်းလဲဆရာကျေးဇူးပြု၍ပါဝင်ပေးပါအောင်လို့ကျွန်တော်ဆက်ပြီးကျွန်တော်ဖိတ်ခေါ်ပါတယ်ကျွန်တော်ဖိတ်ခေါ်ပေးတဲ့ဆရာကိုလည်းကျေးဇူးတင်တယ်ဆိုတော့ဒီချိန်မှာကျွန်တော်တို့အဆုံးတက်ပိုင်းရောက်လာပါပြီဆိုတော့အားလုံးတို့ကဆူတောင်းခြင်းနဲ့ဆုံးတက်ဖို့ဖြစ်တယ်ကျေးဇူးပြု၍ဆရာ David လည်းကပဲကျေးဇူးပြု၍ဆရာကဆုံးတက်ဆူတောင်းပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ် comment ဆိုရင်တော့ဖတ်ထားရမယ်ဆိုတော့ဖခင်ကျေးဇူးတော်ကြောင့်ကိုရောရဲ့သာသနာ့နဲ့အတူကိုရောဘဝဖြစ်ဖို့ရတော့ခွင့်ကိုရတဲ့ခံချက်များကိုကြားနာရတော့ခွင့်နှုတ်ကပတ်တော်ဆင်ခြင်ရတော့ခွင့်အတူတကွဆူယုံဆူတောင်းခံရတော့ခွင့်ကိုရောရှင်ပြပြင်ဆင်ပြီးတော့ကျေးဇူးတင်တယ်သူ့ချင်းဒီအစီအစဉ်ကိုအနောက်ရှက်ကင်းအစားလဲဆုံးဖြတ်ကိုရှင်ပြပြဖို့ဆောင်တော့ကျေးဇူးတင်ပါတယ်ဒီကတင်းတော်လည်းကိုရှင်ပြပြဆက်လက်ပြီးတော့ကောင်းကြည့်ပေးပါလူငယ်များကိုလည်းကောင်းကြည့်ပေးပါဦးဆောင်နေတော့တင်းတော်လူကြီးများကိုလည်းကိုရှင်ပြပြအထူးကောင်းကြည့်ပေးဘိတ်သိက်တော်မူလေခြေတော်တက်တာနဲ့သူရဲ့ဘုံတော်နာမတော်သူရှင်ပြစီဒီကိုသာသနာနိုင်ငံတော်ကျေပြန့်ဖို့အတွက်အထူးကောင်းဆက်တဲ့တော်မြတ်စီကိုယေရှုနာမနဲ့ကောင်းကြည့်ပေးပါတယ်ရှင်ပြဖို့ပွားတော့တင်းတော်ဖြစ်စေပါဆက်လက်ပြီးပြနေတော့တင်းတော်ဖြစ်စေပါဘုန်းနဲ့ပွားလာတော့တင်းတော်သိုးပွားတော့တင်းတော်ဖြစ်စေယေရှုနာမနဲ့ကောင်းပါ၏ဒီကနေ့ညမှာကိုရှင်ပြဒီလိုကတော့အတိုင်းလည်းကျွန်တော်တို့ကလိုက်ဆောင်နိုင်ဖို့အတွက်ဒီလိုအဖြစ်တဲ့ဆက်လက်ပြီးလမ်းပြဖို့ဆောင်တော်မူပါဆရာရှိရတဲ့ကျွန်တော်အလုံးစုံလက်ဝတ်တို့အသက်ဆောင်ပြန်လက်ပြီးဆက်တယ်ဒီတော့ယေရှုနာမနဲ့ကျွန်တော်ဆက်မှာပါတော်မူတဲ့ကြတဲ့အာမင်